ကျွန်တော်ကတယောက်ပဲလို့တယောက်တည်းအခုလဲဓမ္မယုံမှာနေရတာလို့ဟိုရွာမှာနေတော့လဲတယောက်တည်းပဲလို့ဆေးရုံတက်တော့လဲတယောက်တည်းပဲဖေးကြီးဆေးရုံတက်နေတာဟုတ်ဖုံးဆက်ပေါ်မရဘူးကဲဆက်ဒီရောက်လာအဖေရတက်တာပေးပါလားဘိုင်ယိုမီဒီယာတစ်စက်သားတွေသမီးလေးတွေကဘဘယိုတစ်စက်ငါပြန်ပြီးတော့လူတန်းပေးတာဖြစ်ပါတယ်ဘဘကိုအခုလိုလာရောက်ပြီးတော့မေးမြန်းပေးတဲ့အတွက်သားတို့သမီးတို့နော်ကျေးဇူးတင်ပါတယ်လို့နော်ဘိုင်ယိုမီဒီယာကြီးလည်းအောင်မြင်ပါစေဘိုင်ယိုမီဒီယာလည်းအောင်မြင်ပါစေဘဘအတက်ကတော့92နှစ်နာမည်ရေးရတော့ခင်အောင်အများခေါ်တာတွေကတော့9000ဆေးရုံတော့အစုံပေါ့အထွေးဆောင်တွေပါတယ်အကုန်လုံးဓာတ်မှန်တွေဟလာ ECG တွေအကုန်လုံးဒီရှေ့ချမ်းဝယ်သူတို့ကကိုယ်နေရှေ့ချမ်းဝယ်ကိုယ်နေတဲ့ခါကျတော့မပြောက်ဘူးလေခါကြီးပေါင်းဖြစ်နေအဲ့တော့ဆေးမှာရှိရ9ရက်တက်ပြီးတော့ပြန်ဆင်းလာလိုက်ဆင်းပြီးတော့ဟိုပေါ်ပြီးကအောင်အထူးကိုဆေးကမ်းမှာခါကိုဓာတ်မှန်သွားရိုက်အဲ့တော့မှခါကြီးပေါင်းဖြစ်ပြီးကြိုက်အခုအဲ့ယောဂါကိုကုနေတာပေါ့ခင်ဗျားအဲ့မှာကုမနေနဲ့ခင်ဗျားအဲ့မှာရွာမှာကုရင်ခင်ဗျားသိမှာဒီလာခဲ့ဓမ္မယုံမှာနေကျွန်တော်တောင်းဝင်ယူတယ်ဆိုပြီးတော့ဟိုတငယ်ချင်းက4ယောက်ပဲပုံကြီးနဲ့ဆို9ယောက်အဲ့ဒါသူတို့ကဒီအထိလိုက်ပြီးတော့ရှာကြံပြီးတော့ဒီအထိသူတို့ကားနဲ့သူတို့ငွေကြီးရစသူတို့ဘလို့ခံဘာတပြားမှကုန်ရမလို့စီဆီယာမကလည်းဆေးကုပေးတဲ့အပြင်လိုင်းတော်တင်ပြီးတော့နားပြအောင်ဆိုပြီးတော့သူဆန်းတယ်ဒီမှာစနေရရှင်တော့မသိဘူးပေါ့ဟိုဒီတိတော့ကျွန်တော်လက်ရောက်တော့ဝင်သွားတော့အဲ့မှာနှိပ်တော့သူကမေးတာပေါ့မာနေလဲပါလဲပေါ့ကျွန်တော်ကတယောက်ပဲလို့တယောက်တည်းအခုလဲဓမ္မယုံမှာနေရတာလို့ဟိုရွာမှာနေတော့လဲတယောက်တည်းပဲလို့ဆေးရုံတက်တော့လဲတယောက်တည်းပဲသမီးဘဘဟိုလေသမီးပြောင်းအောင်ခုပေးမယ်တဲ့ပတ်စံတပြားမှမယူဘူးတဲ့ကိုချင်းဆောင်လိုက်တာဆရာမအနေနဲ့ခိုင်ယူလာတော့သားသမီးချင်းကိုချင်းစားတာဟိုဆရာမမှလည်းမိဘတွေရှိတယ်မိကိုဖားဖို့ရှိတယ်80ကျော်နေပါပြီအဲ့လိုပေါ့သူတို့ဆရာမလူလေသိမရှိအောင်ပြေဆုံးအောင်ထားတော့ဘဘကြီးရောက်လာတဲ့ချိန်မှာဆရာမကရှာရှည်တာမဟုတ်ဘူးဒီလိုပဲဈေးမြစ်ဆိုတာမေးရတယ်လေစိတ်ယုံစိတ်ကမ်းမှာမင်းမဆရာမအဖြေတစ်ခုသိမှဒီလူနာတက်ကိုဘယ်လိုလှုပ်ဆောင်ပေးရမလဲဆိုတာသိရမှာလေအဲ့ဒီခါကျဆရာမမေးတော့ तू ပြောပြတဲ့အချိန်မှာရင်ထဲမှာနေနေအောင်ဆရာမခံစားရတယ်ဆရာမမှမိဘရှိတာဟုတ်နော်သားသမီးတယောက်အနေနဲ့ခံစားရတဲ့ခါကျတော့သူ့ကိုတနာတယ်တနာတော့ဘဘကြီးအဲ့တော့ဆရာမဘဘကြီးကိုပြောင်းကုပေးမယ်ဘဘကြီးလာနိုင်အောင်စူးစမ်းပြီးဘဘကြီးရဲ့ live ပေါ်ဆရာမတင်ပေးမယ်ဘဘကြီးအလူငွေလေးနဲ့ရအောင်ရက်တီလို့ရအောင်လေဆိုတဲ့အခါကျတော့ဆရာမကသူ့ကိုစူးစမ်းပြီးတော့လေတက်တာအောင်ကောက်အောင်လေကုပေးတယ်သူ့အတွက်အဆင်ပြေပါစေဆိုတဲ့စိတ်ကလေးနဲ့ဆရာမက live ပေါ်မှာတင်ပေးတယ်သမီးရဲ့မိဘချင်းကိုချင်းစားတာပေါ့မိဘချင်းကိုချင်းစားတယ်ဆရာမအနေနဲ့ကြည့်မယ်ဆိုဆရာမဟိုပေါ့ဘယ်လိုပြောမလဲသားသမီးချင်းလည်းကိုချင်းစားတယ်ပေါ့သူကတော့ဆရာမသူ့ကိုကြတော့ဆရာမမိဘလိုနေရွာမှာပဲ3ယောက်ရှိတယ်1ယောက်တည်ပါတယ်ဟိုသားတယောက်အငယ်ကောင်ကတော့အပြစ်မပြောပါဘူးသူကလူငယ်ကလေးတွေ4နှစ်မင်းကလေးတွေ4နှစ်တယောက်5နှစ်တယောက်သူကကလေးထိတ်ရတာဒါကလာခြင်းနေမဲ့ဗျာဒီကလေးနှစ်ယောက်ထိနေရတော့အဲ့ဒါမလာနဲ့လို့ငါဘက်ငါဘလူးမှပြုစုမယ်မရှိတယ်ငါဘက်ငါချိန်မိတ်ခံမယ်တမီးရဲ့သားကလူမျိုးပေါင်းသူ့ဝိနာမှာကံသွင်းထားတယ်စီကိန်းတွေကံသွင်းတယ်တနေ့နေ့တွေတပတ်ဆိုရင်တွားတွေ့ရချင်းချင်းငယ်နဲ့တွားတွေ့အစားတောက်တွေကကြက်သားကြောပါညာတာတကအကုန်ကြောဖေးကြီးဆေးရုံတက်နေတာဟုတ်ဖုံးဆက်ပေါ်မရဘူးကဲဆက်ဒီရောက်လာအဖေရတက်တာပေးပါလားတောင်းမဟိုနေ့ဖြစ်မှာဆိုလို့ကြတော့ချင်းငယ်နဲ့ကျဲဦးမပြောသေးချက်သားကြောမပြောချင်အဲ့တော့ကိုကြီးပေးနေတဲ့လူတွေကိုဖုံးလက်ဆက်ပြီးတော့ချင်းချောက်တယ်လို့ပါလို့သမီးရဲ့မိဘတိုင်းကတော့ဟုတ်တယ်မလားသားသမီး10ယောက်ရှိနေပြီဆိုလုပ်ကြည့်ရတာပဲဟုတ်တယ်နော်မမျောဘူးအခုလည်းမျောဘူးလို့ပြောနေတာမဟုတ်ဘူးဘာပြောချင်လဲဆိုတော့မိဘကြီးကိုခြိလုံးမှတွေးပါ
ပေးပါကိုယ်မွေးထုတ်ထားတဲ့မိဘဘုံဟိုကျေးဇူးမဆက်နိုင်ရင်တော့မှကွယ်အနားမှာဆရာမတို့ကငွေပုံကြီးပုံပေးကြမလို့ဆယ်ပုံကြီးပုံပေးကြမလို့ဒါပေမဲ့မိဘမကြမ်းပါတဲ့အခါမှာမိဘပေးနာမှာတအားလေးနဲ့ပါဝင်လှုပ်ဆောင်ကူညီပြီးတော့တက်နိုင်တဲ့လောက်လေးပေါ့ဥပမာတစ်လားကို2ကြိမ်ဖြစ်ဖြစ်တစ်လားကို1ကြိမ်ဖြစ်ဖြစ်တော့ရောက်ပြီးတော့ကူညီပေးတယ်ဆိုရင်လည်းဒါတစ်ပတ်တစ်လားမိဘကျေးဇူးဆက်ရရောက်ပါတယ်လို့ဆရာမပြောချင်ပါတယ်ကျန်တာတော့ဘသူမှဆရာမအပြစ်မဆိုလိုပါဘူး